Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ဒီစင်ကာပူကိုဆက်ဆက်ရောက်တော့လုတ်ခဲ့ရတဲ့အလုပ်တွေနဲ့ကျွန်တော်ဘာကြောင့်အလုပ်ပြုတ်ခဲ့ရလဲဆိုတော့အနေငယ်ပြောပြချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်ပထမဆုံးဆက်ဆက်စင်ကာပူရောက်တော့ကျွန်တော်ဆက်ဆက်အလုပ်စဝင်တယ်ပထမပတ်မှာကျွန်တော်အကုန်အဆင်ပြေတယ်တထိပ်ပါပြောလဲအကုန်လုပ်ပေးခဲ့တယ်အကုန်သူတို့ဘာတောင်းဆိုလဲအကုန်လုပ်ပေးတယ်နောက်ပိုင်းကျတော့နင်းနေပါတထေးတွေလေကျွန်တော်လှုပ်ပေးတယ်မြန်မာပြည်သားလူတွေကအဲ့လိုပါလားပြောသမျှအကုန်ငင်ခံပါလားဆိုတဲ့ပုံစံသူတို့ကြည်လာပြီးတော့ဘာလုပ်လာလဲဆိုတော့ပူပြီးတော့တရားလွန်လာတဲ့ပုံစံဖြစ်လာတယ်။ဥပမာပြောရမယ်ဆိုရင်အကုန်လုံးအလုပ်ဆင်းသွားပြီးကိုတယောက်တည်းကိုပဲရွေးပြီးတော့မင်းနေခဲ့အောင်အလုပ်လုပ်ရအောင်မယ်အချိန်ပိုရှိသေးတယ်မင်းသားတွေလုပ်ရအောင်မယ်ကိုလုံနေကြအလုပ်မဟုတ်တာတောင်မှဒီလိုလောက်ရအောင်မယ်ဆိုပြီးတော့တကူတကရွေးပြီးတော့ဆင်ခန်းတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိတော့နောက်ပိုင်းကျတော့ကျွန်တော်လည်းညင်းလာတယ်ပေါ့နော်ညင်းလာတယ်ဆိုတာမဖြစ်တဲ့ဟာတွေကိုကျတော့ကျွန်တော်ညင်းတယ်ဒီလိုတော့ဟုတ်တယ်ဒီလိုတော့လုတ်တင်တယ်ဆိုရင်တော့ကျွန်တော်လုတ်တယ်အရင်တရားလို့တာနေကျတော့ကျွန်တော်ညင်းလာတယ်အဲ့ဒါနဲ့ဒုတိယပတ်လေးရောက်တော့တထေးကဘာဖြစ်လာလဲဆိုတော့ဒီအိတ်ချမ်းကိုတော့တိုင်တာပေါ့နော်ဒီတယောက်အလုံးလုံးတာလေးနေတယ်ပေါ့နော်အလုံးလုံးတာနေတယ်စကားမပြောဘူးနောက်ဆုံးသူတို့အဓိက point ကကြတော့အချင်းဘူးမစင်းချင်ဘူးဆိုတဲ့ပုံစံနဲ့သွားပြောတယ်အချင်းဘူးမစင်းချင်ဘူးလို့ပြောတော့မဟုတ်ဘူးအဲ့ဒီ agent ကတဆင်းကျွန်တော်မြန်မာ agent ကိုပြောတယ်မြန်မာ agent ကတဆင်းကျွန်တော်တို့ကိုလာပြောတာပေါ့နော်မင်းဘာလို့ဒီလိုလောက်တာလဲဘာညာပေါ့ဟုတ်တယ်ကျွန်တော်အဲ့လိုတမင်လောက်တာတော့မဟုတ်ဘူးနော်ဘာဖြစ်အချင်းဘူးမစင်းဘူးဆိုတာကြတော့လေကျွန်တော်လှုပ်တင်တဲ့ဟာတွေအကုန်လုံးလှုပ်ပြီးသွားရင်ကျွန်တော်ဆင်းမယ်အလုပ်ဆင်းမယ်အဲ့ချိန်မှာအဆင်းတယ်ကျွန်တော်လှုပ်ရမယ့်အလုပ်တွေအကုန်ပြီးစီးတဲ့အထိကျွန်တော်လှုပ်တယ်ပြီးစီးပြီဆိုမှကျွန်တော်အဆင်းတယ်အလုပ်လုပ်တာနေတယ်ဆိုတာကလည်းကျွန်တော်ရောက်တာမှအခုမှတပတ်နှစ်ပတ်ပဲရှိသေးတယ်ဘာလို့နေလဲဆိုတော့ဒီအလုပ်ရဲ့သဘောတဘာဝကိုကျွန်တော်တင်ယူရအောင်မယ်ဆိုတဲ့ပုံစံကျွန်တော်အမြဲတမ်းပြောပြတယ်ဒါပေမဲ့ကျွန်တော်တို့ပြောပြတာကအကျိုးမဝင်ဘူးကျွန်တော်တို့မြန်မာ agent အများပိုင်းကကျွန်တော်တို့ဖက်ကနေရက်တည်ပြီးတော့ဒီစင်ကာပူ agent တထေးတွေကိုပြန်မပြောပေးနိုင်ဘူးသူတို့အလုပ်မဟုတ်ဘူးလို့သူတို့ထင်တယ်ဒါပေမဲ့တကယ်တမ်းသူတို့အလုပ်တွေသူတို့မလုပ်ပေးဘူးဒီလိုနဲ့ပဲတတိယဘက်ရောက်တော့ကျွန်တော်ဒီစနေနေ့ပိတ်ရက်လူချင်လို့ပိတ်ရက်တရက်လူချင်လို့ကျွန်တော်အခွင့်တောင်းတယ်အဲ့လိုပြောတော့သူတို့လည်းသဘောတူတယ်โอเคမင်းစနေနေ့ပိတ်မယ်ဆိုရင်ပိတ်ပေါ့တခြားရက်တွေသူတို့ပိတ်မယ်အဲ့လိုမျိုးပုံစံသူတို့ကခွင့်တောင်းတယ်ခွင့်ယူတယ်โอเคအဲ့ဆိုကျွန်တော်စနေနေ့ရပြီဆိုပြီးတော့ကျွန်တော်ကပျော်နေတယ်တကယ်ချင်းနဲ့ချိန်ထားတယ်အဲ့လိုတွေရှိတော့ပြီးရောစနေနေ့ရောက်ခံနေမှကြာမှမင်းစနေနေ့ပိတ်လို့မရဘူးပေါ့အဲ့လိုပြောတော့ဘာဖြစ်လို့လဲကျွန်တော်အကုန်လုံးလုပ်နေတာပဲအဲ့လိုပြောတော့မဟုတ်ဘူးတဲ့စနေနေ့မင်းပိတ်လို့မရဘူးဆိုတော့ဒီတစ်ပတ်တော့ဘာဖြစ်လုပ်ပေးပါလို့ကျွန်တော်အကုန်လုံးချိန်ထားပြီးသားအကုန်လုံးလုပ်ပြီးသားအားအကြောင်းမို့လို့ဒီတစ်ပတ်တော့ပိတ်ပေးပါနောက်တစ်ပတ်ကနေစပြီးခင်ဗျားတို့ပိတ်ခန်းတဲ့ရက်ကိုကျွန်တော်ပိတ်ပေးပါမယ်ကျွန်တော်နားပါမယ်ကျွန်တော်အဲ့လိုပြောပြီးတော့အဲ့ဒီပတ်ကျတော့ကျွန်တော်မရမကစနေနေ့အဆင်ပြေတယ်လို့နော်တထင်းနဲ့ပြောပြီးတော့ညှိနှိုင်းပြီးတော့ကျွန်တော်ယူခဲ့တယ်ယူခဲ့တော့အဲ့ဒါကိုလေတထင်းမကမကြိုက်ပြန်ဘူးမကြိုက်ပြန်တော့ကျွန်တော် agent နဲ့ပြန်တိုင်ခံရတယ်တိုင်ခံရတော့ဒုတိယအကြိမ်ပေါ့နော်ဒါကြတော့အဲ့တော့ agent ကပြန်လာပြောတယ်မင်းစနေနေ့ဘာလို့ပိတ်ချင်တာလဲဘာညာပေါ့โอเคစနေနေ့ကျွန်တော်ပိတ်ချင်တဲ့အကြောင်းရင်းနဲ့ကျွန်တော်ပြောပြတယ်ဘာလို့ဒီလိုဖြစ်သွားလဲဆိုတာလည်းကျွန်တော်ရှင်းပြတယ်ရှင်းပြရင်လည်းအကျိုးမဝင်ဘူးသူတို့ကကျွန်တော်တို့ complaint တက်တာကျွန်တော်တို့ပြောတာကိုသူတို့နားထောင်တာမဟုတ်ဘူး agent တွေကအဲ့လိုမျိုးအဲ့ဒါနဲ့နောက်ဆုံးပတ်ရောက်ခံနေကြတော့နေရက်အလူပေါ့နော်နေရက်အလူကျွန်တော်ပိတ်ရက်မရောက်ခင်နေရက်အလူမှာ agent ကလာပြောတယ်ဘယ်နေ့ပိတ်လဲတဲ့တပတ်ခါလောက်ပိတ်တယ်ပေါ့အဲ့လိုပြောတော့ okay တပတ်ခါမှာစုံမဲတဲ့ okay စုံမဲလို့အဲ့ညမှာလည်းကျွန်တော်ပြောတယ်ဘာကိစ္စစုံပါလဲအရေးကြီးလားဘာအကြောင်းရလဲအဲ့လိုမဲတော့သူကဘာမှမဟုတ်ဘူးပေါ့ဘာမှမဟုတ်ဘူးဒီတန်းစုံမဲစကားပြောမယ်ဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့ဒါ okay လို့စုံမဲလို့အဲ့စုံမဲဆိုပြီးတော့ကျွန်တော်သူ့သွားစုံတယ်စုံတော့ကျွန်တော်စာရွက်တူရပေးတယ်စာတူရပေးပြီးတော့ဒီမှာလက်မှတ်ထိုးပါလက်ပွေရိုက်ပါတယ်ကျွန်တော်လည်းဒီစာတွေကိုတေချာမဖတ်ရသေးဘူးမဖတ်သေးတဲ့အချိန်မှာသူကကျွန်တော်ကိုစကားတွေပြောနေတယ်တခုပြီးတခုပြောသူ့ကိုအာယုံဆိုင်နေနဲ့ကျွန်တော်ဒီစာကိုအာယုံမဆိုင်မိဘူးအာယုံမဆိုင်မိတော့ကျွန်တော်ကပစ္စလက်ခတ်ကြည့်မိပြီးတော့ထူးမိသွားတယ်လက်မှတ်ရောဒါနဲ့ပဲလက်မှတ်လေးထူးပြီးတော့ရောခ
ခင်ဗျားနောက်နေ့ရစပြီးအလုပ်သွားဆရာမလို့တော့ဘူးခင်ဗျားဒီအလုံးမှာအဆင်မပြေတဲ့အတွက်ခင်ဗျားကိုနောက်အလုပ်တစ်လုံးရှာပေးမယ်အဆင်မပြေတဲ့အတွက်လို့ပြောတယ်အဲ့နဲ့အဲ့ချိန်ကြာမှပဲကျွန်တော်တည်တာကျွန်တော်ကအလုပ်ထုတ်လိုက်ပြီဆိုတာကိုတည်တယ်အဲ့ဒါနဲ့ပဲကျွန်တော်ညနေရောက်တော့အေဂျင့်ကိုပြန်ပြောတယ်မြန်မာအေဂျင့်ကိုသူကျွန်တော်ကိုဒီစာရွက်ပေးတယ်ကျွန်တော်ဘာမှမပြောဘူးကျွန်တော်လက်မထိုးခန်းတယ်ထိုးခန်းပြီးတော့ကျွန်တော်လက်မထိုးပြီးတော့ကျွန်တော်ပြောတယ်အလုပ်မလုပ်ရတော့ဘူးအလုပ်မစင်းစရာမလိုတော့ဘူးလို့ပြောတယ်အဲ့လိုပြောတော့ခင်ဗျားဒီစာရွက်မှာလက်မထိုးပြီးတော့ပြီဆိုရင်တဲ့ဒီအလုပ်နဲ့ဒီ agent ကြေးတဲ့ဝက်ကိုတို့ပြန်ပေးလို့မရဘူးပေါ့အဲ့ဒါက resign letter ဟုတ်တယ်ပေါ့ကျွန်တော်ကျွန်တော်မချင်တဲ့လို့ကျွန်တော်အလုပ်ထင်းကနေကိုပါတာကိုတဘောနဲ့ကိုနှုတ်ထွက်စာဟုတ်တယ်လို့ပြောတာဟုတ်တယ်အဲ့နဲ့ဟာအဲ့လိုမဟုတ်ဘူးပေါ့ကျွန်တော်ကအဲ့လိုထွက်ချင်တာမဟုတ်ဘူးပေါ့တထဲဒီစင်ကာပူ agent ကလောက်ကြံပြီးလောက်လိုက်တာလို့ကျွန်တော်တီးလို့ကျွန်တော်လောက်တာမဟုတ်ဘူးလို့ကျွန်တော်ပြောတော့လည်းမရတော့ဘူးသူတို့အကုန်စီစဉ်ပြီးသွားပြီပေါ့အဲ့တော့ကျွန်တော် agent ချင်းတဝက်ကိုလည်းသူတို့ပြန်မအန်ပေးတော့ဘူးလို့ပြောတယ်အဲ့ဒါနဲ့ဘယ်လိုလုပ်ရတော့မှလဲကျွန်တော် agent ချင်းလေးမရဘူးအလုပ်တစ်ခုရှာပေးမယ်လို့ပြောတယ်အဲ့ဆိုအလုပ်တစ်ခုရှာပေးလို့ပြောတော့လေပတ်စံထပ်ပြီးပေးရမယ်တဲ့အဲ့တော့ကိုရတဲ့လားစာကတလားစာပဲရှိသေးတယ်အဲ့ဒါကိုထပ်ပြီးသူတို့ပြန်ပေးရမယ်ပုံစံသူတို့ကလုပ်သွားတာအဲ့တော့ကြည့်နေတဲ့တငယ်ချင်းတွေစင်ကာပူမှာလုံးနေတဲ့သူတွေရောQ site ပါဘာပဲဖြစ်လက်မှတ်ကိုလည်းကမထူးလိုက်ပါနဲ့အကောင်းဆုံးကြတော့အကောင်းဆုံးကကိုမလုပ်ချင်လဲလုပ်ရမယ့်နိုင်ငံဖြစ်နေတယ်ကျွန်တော်လည်းကိုယ့်အကူလည်းအခုချိန်မှာကောင်းလဲနောင်တရမိတာပေါ့နော်ကျွန်တော်တို့ဘာမှကွန်ပလင်းမတက်ပေးနဲ့အကုန်လုပ်ပေးလိုက်ရင်ပြီးနေတဲ့ကိစ္စကိုဆိုတဲ့အတွေးဝင်လာတယ်ပေါ့ဒါပေမဲ့အခုချိန်ကြတော့မမီတော့ဘူးပေါ့မမီတော့ဘာမှမတက်နိုင်တော့ဘူးအဲ့တော့ဒီတက်နိုင်တဲ့ညီကိုတွေအကောင်းဆုံးအလုံးမှာပဲအကောင်းဆုံးစူးစမ်းပါလို့ကျွန်တော်လုံးစိတ်ကြတော့ဒီမှာတလားနေခွင့်ရသေးတယ်တလားတော့အတွင်းအလုံးရှာတယ်အလုံးရှာလို့မတွေ့ရင်တော့အဆင်ပြေသလိုမလေးရှားပြီးပြခနာကူးသွားမယ်အမှတော့လုပ်ပြီးတော့ပြန်လှုပ်ချိတ်ပြီးဝင်လာမယ်အဲ့လိုပဲတွေးထားပါတယ်အဲ့တော့KV တီထက်ကောင်းတဲ့အကြံဉာဏ်ညီကိုရီစီမှာရှိတယ်ဆိုရင်လည်းကျွန်တော် comment မှာဖြစ်လာပြီးတော့ကျွန်တော်ကိုဆက်တွေ့ပေးပါကူညီပေးပါလို့ပဲပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်